Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒူးရင်ဒီဝက်စားဖြစ်လို့ဗီဒီယိုလေးရိုက်ထားတာပဲဖြစ်ပါတယ်အဲ့တော့လိုက်ကြည့်ပေးပါအောင်နော်ဟဲ့ရလားဒူးရင်ဒီစားပဲဝင်းရနဲ့ရှယ်ပဲဘာလဲဒါနဲ့ညာဒါဝါရောင်ဒီဒါနို့စီဒီနို့စီရောင်လုံးတာအဲ့ဒါကတော့ဒူးရင်ဒီကိုမခွဲတဲ့နဲ့ခွဲနေတဲ့အချိန်မှဖြစ်ပါတယ်လက်ကတော့စေးထားတဲ့နော်လက်ကတော့အင်းရသူတွေပဲစားမှာဆိုတော့လက်အိတ်မသုံးတော့ပါဘူးအဲ့အရှင်ကတော့သူအံ့ဩသွားတာပေါ့နော်ဟိုဘက်မေမေရဲ့တလုံးခွဲနေရနေအမွားကြီးပဲလို့ပြောတော့ကျွန်မအံ့ဩသွားတာဖြစ်ပါတယ်ရမ်းချိုတယ်ဘာလို့ဆောမနက်တော့ကဲတီရှူရင်းတော့ကျေးတော့ကံကောင်းတယ်လို့ပြောလို့ရပါတော့ဒူးရင်ဒီကကံကောင်းတယ်လေဒူးရင်ဒီကနက်ကြီးရလို့ပြောတာဆိုပေါ့နက်ကြီးရဘာဖြစ်လဲကန်ဆယ်မဲ့ပေါက်တယ်လို့ပဲကန်ဆယ်မဲ့ပေါက်တယ်လို့ပဲလို့ပေါက်လေးစားကြပါဦးပါမေအဲ့ဒါကတော့ဒူးရင်ဒီစားပြီးပျော်နေတဲ့ကျမဖြစ်ပါတယ်ဒါနို့စီဒီစားကြပါဒီထဲမှာသက်ဆိုင်တယ်ချိုးပဲကောင်းနေရင်းကောင်းနေကျန်တော့အဲ့တော့ကျမကဒူးရင်ဒီကိုစားရင်အရင် favorite ထဲမှာတော့မပါဘူးမြင်ဒူးရင်ဒီရဒီရဒူးရင်ဒီကိုစားရမှချိန်နဲ့ရင်းကောင်းပါလေဒီမှာကောင်းပါကောင်း Okay အဲ့ဒါကတော့ဒူးရင်ဒီစားပြီးတော့ကနေကျမဖြစ်ပါတယ်ခဏကိုလှုပ်စီးနေစားနေရရင်လေအဲ့လိုမျိုးဒူးရင်ဒီကိုစားရင်အဲ့လိုအစီအသားလုံးဝမကြံအောင်စားပါတယ်ဒီမှာပါဒီထဲကိုရေထည့်ပြီးတော့တောက်ရတာပေါ့နော်အဲ့ဆိုရင်9မိနစ်လောက်ထားရင်သွေးမတိုးပါဘူးတဲ့ဒူးရင်ဒီစားပြီးတော့ဒူးရင်ဒီခွန်ထဲကိုရေထည့်ပြီးတော့တောက်ရတာပေါ့အဲ့တောက်လိုက်ပါအောင်မယ်တောက်ရတောက်ပြီးပါပြီအဲ့တော့ဆက်ပြီးတော့စားလိုက်ပါဦးမယ်အဲ့တော့နောက်တစ် vlog မှာပြန်တွေ့ကြမယ်နော်တတား